အခုဆိုရင်မနှောကြဆုံးပြီးမနှောတဲ့သားတဲ့သူပေါ်နေကြောင်းပါဗျပေါ်နေကြောင်းပါဗျကြာပြူရဲ့ရွှေမောင်းလေးရွာတိုင်းပဲတရိယာနေလေကစင်းနေတဲ့မှာပြောမြူခဲ့တာတွေဒီချိန်သူကြာပြူရဲ့ဟိုသက်တယ်လည်းမင်းကိုနေမလားလေဘယ်နဲ့ဒီဘက်ကအငတ်ကြီးမင်းငတ်လို့ပြက်လို့ဒီနေရာရောက်ဘယ်နဲ့ဟိုဘက်ကတတ်တော်တုံးကိုနဲ့မတန်တဲ့နေရာနေလို့မင်းအသက်တုံပြီးတော့သေအောင်ပါဘယ်နဲ့ဒီဘက်ကတိုက်ဖင်ခံတဲ့အမတ်တိုက်ဖင်ကအမတ်ငါဤဓမ္မပြက်ခါသာနှစ်ပါးကျော်ရှိအမတ်နှစ်ကောင်ကျွဲလေးပါးကျော်ရှိအရှင်တို့က၄ပါးရှိတာကိုမင်းတို့နှစ်ပါးရှိတော့တယ်ကျန်တဲ့နှစ်ပါးဘူးသီးတော်မောင်းတော့ရခိုင်ပါငါဤဓမ္မပြက်ခါသာနှစ်ပါးကျော်ရှိအမတ်ကဝိန်တို့အခါဝတ္တမိုးသက်တဲ့အညိုကြီးရွာနေတာမို့ဒီအချိန်တော့သူအမြဲတရိယာနေမှာပါအမကြီးရဲ့မမဟောတိုက်ကလည်းဆောင်တက်လိုက်ချီရန်စတီလီကြောင်းပါဖယားမမမုံမချက်ပါမုံပါတနခါထူထူလေးလိုက်ပြီးထမိန်တော်တော်လေးဝင်လာကြလာမြင်ရပါတယ်ဖယားလွမ်းတယ်လေလွမ်းတဲ့ချာပြူရဲ့ဂျန်ဝဲရိုးလေးတဲ့ဟိုတော့ငါလိုမင်းလဲတိုင်းမှာမဆွဲပေးနိုင်ဘူးလေမင်းလဲတိုင်းမှာမဆွဲပေးနိုင်ပါဘူးမကြီးရဲ့မမတပြေစီဝဲတော့ဆွေးနေရကြောင်းပါဖယားမမမကြခင်လေးပြန်လာပါလိမ့်မယ်ဖယားလွမ်းတယ်လေဟုတ်ရဲ့ငါတို့ကတိုင်းရေးပြည်မှုပြပြဆွေးနွေးရမှာမဆွေးနွေးဘဲနဲ့မနှောတချင်းကြီးဆိုနေမင်းကမနှောရမရပါသားမင်းကမနှောရလင်ပါသားမင်းကမနှောရခွဲစီဒီကမနှောရဖင်ကောင်းမင်းမနှောရဖင်ကောင်းမလားဟဲ့တိုက်ပြည်တွန်းတက်တာတန်တော်တင်ကြသားဟဲ့မမတိုင်းပြည်ပါများတိုးတက်တယ်လဲဆိုရင်အခုဆိုရင်မနှောကြဆုံးပြီးမနှောတဲ့သားတဲ့သူပေါ်နေကြောင်းပါဗျပေါ်နေကြောင်းပါဖေဟာမနှောကြဆုံးပြီးတော့မနှောနဲ့သားတဲ့လူပေါ်နေတယ်ဘယ်သူများလဲဟဲ့မမကြောက်တပိတ်သွားလိုက်တာဖာကျိုးလာခဲ့တာအော်ကြီးတော့မင်းနဲ့ဒုက္ခပါပဲကွာဩကြက်သွမြူကောင်ဂျင်းကောင်မင်းကြီးရတာဂျင်းမမသိကြက်သွမြူကြီးမမသိနောက်ပြီးဗာများတိုးတက်မမဒါနဲ့မကခုဆိုရင်ဘောနေတို့ကြဆုံးဘောအောင်တင်တကယ်စားလာပါပြီဖေဟာဘိုးနေတို့ကြဆုံးပြီးတော့ဘိုးအောင်နေတကယ်စမ်းတယ်ဆိုတော့ဘိုးနေတို့ကပါတော့လူစိုးပါဖေဟာဘိုးနေတို့ကလူစိုးဆိုရင်ဘိုးအောင်တင်ကခမရပါဖေဟာဒီလိုဆိုရင်မင်းတို့ဝင်ကြီးတွေကခေါ်ပါဖေဟာအဘပြောအဘမပြင်းနဲ့လိုက်ဟဲအဘမာနေတဲ့တခိုးမျိုးတခိုးဘာတိလို့တော့ရင်တော့တခိုးမျိုးတခိုးလို့အော်တာအခုကာလတွေလွေလျားသွားတော့အဘပြောအဘတို့လည်းခိုးတာပဲအေးလေငါကိုတော့ရှင်းပြကချင်ပြည်နယ်ကခေါ်တော့ညလည်းကချင်ပြည်နယ်ကိုမသွားနိုင်ဘူးဟဲ့ဒီလိုဆိုရင်တဝန်လွန်များပို့လေရမှာလားဗျာကချင်ပြည်နယ်ကိုဘယ်လိုများတဝန်လွန်ပါမလဲဟဲ့ကချင်ပြည်ကိုလာတာတကယ်တော်လေနော်ကချင်ပြည်ကိုလာတာတကယ်တော်လေနော်ဟဲ့ကချင်ပြည်ကိုလာတာတကယ်တော်လေနော်စွန်ဗရန်ဘာအကွေးချင်းတော့ပြောရမယ်ဟဲ့အစွန်ဗရန်ဘာအကွေးချင်းတော့ပြောရမယ်ဟဲ့စွန်ဗရန်ဘုံနဲ့မိုးလင်းတော့တရက်တပင်စိတ်ကနေပြီးတော့ဟိုဘက်သွားမယ်ငှက်မမီပဲနဲ့နေတော့သူစွန်ဗရန်မိုးဆိုနာပြတ်မရဘူးမမငါကိုလို့ရှင်းပြလေကချင်ပြည်နယ်ကိုမသွားတင်ဘူးဆိုရင်ဘူးသီးတောင်မောင်းတော့ရခိုင်ရောသွားတင်သလားမရခိုင်သွားမှဆိုရင်လည်းကြည်စံခွန်ကောက်ပြီးပြန်လာရုံပါဖေ။ခမီအမကြီးများရဲ့ငါကိုလို့ရှင်းပြတော့ဒုက္ခရောက်ပြီလို့ပွားတော့တဲမဲ့သူတို့လည်းပွားတော့မတဲနိုင်ဘာကြောင့်လို့ပဲဟင်းငန်လို့အမလေးပွားတော့လည်းမတဲနိုင်မနှောရှုမဲ့သူတို့လည်းကိုမျက်နှာကဖေမြိုင်နဲ့တူနေတော့ခေါင်းပေါ်မှာတင်းထားသောယူပွားတော့တပပန်းလေအဲ့ဒီလိုတပပန်းလေးတော့မပန်းနိုင်ပါဘူးအမကြီးရဲ့အဲ့ဒီလိုတပပန်းလေးခေါင်းပေါ်တင်လိုက်မှဆိုရင်ပြည်သူပြည်သားကဟောဒီရှင်ဖျားကိုကြည်ပြီးတော့တောက်တီကဲ
ရက်ရကြမှာပါဖေရ မလဲတောက်ပြီးတောက်တဲ့ထုတ်ပြီးတာ